မြန်မာတမိုင်းမှာကျုပ်ကိုတခိုးလို့ဝိုင်းခေါ်ကြစမ်းပါဆိုတဲ့မိန့်ကြားချက်ပဲဖြစ်ပါတယ်မြန်မာနိုင်ငံရဲ့လွတ်လပ်ရေးခေတ်ဦးမှာခေါင်းဆောင်ကောင်းတစ်ယောက်အနေနဲ့ရည်တည်ခဲ့ပြီးဒီမိုကရေစီလမ်းကြောင်းကိုပုံဖော်ပေးခဲ့တဲ့ပုဂ္ဂိုလ်ကတော့ရှားသူမဟုတ်ပါဘူးမြန်မာနိုင်ငံရဲ့ပထမဦးဆုံးဝန်ကြီးချုပ်ဦးနုပဲဖြစ်ပါတယ်သူ့ရဲ့ထင်ရှားတဲ့သမိုင်းကြောင်းကဘာတွေလဲဆိုတာဒီဗီဒီယိုမှာအတူတူကြည့်အောင်ပါဦးနုကို1909ခုနှစ်မြောင်းမြခရိုင်ဝါခေမမြို့မှာဖွားမြင်ခဲ့ပါတယ်ငယ်စဉ်ကတည်းကနိုင်ငံရေးကိုစိတ်ဝင်စားခဲ့ပြီးနေရှေ့ဆန့်ကျင်ရေးကျောင်းသားတပိတ်တွေမှာခြေတန်းကနေပါဝင်ခဲ့ပါတယ်1948ခုနှစ်ဗိုလ်ချုပ်အောင်ဆန်းနဲ့ခေါင်းဆောင်ကြီးတွေကြာဆုံးသွားပြီးတဲ့နောက်မှာဖဆပါလာအဖွဲ့ချုပ်ရဲ့ဥက္ကဋ္ဌဖြစ်လာခဲ့ပါတယ်1948ခုနှစ်ဇန်နဝါရီလ4ရက်နေ့မှာမြန်မာနိုင်ငံရဲ့ပထမဦးဆုံးဝန်ကြီးချုပ်အဖြစ်တာဝန်ယူခဲ့ရပါတယ်ဦးနုဟာကိုးကွယ်ယုံကြည်မှုကန့်ဆိုင်ပြီးဗုဒ္ဓသာသနာတော်ထွန်းကားပြန့်ပွားရေးအတွက်တမိုင်းဝင်လုပ်ငန်းကြီးတွေကိုအကောင့်တွေဖော်ခဲ့ဖြစ်ပါတယ်ကဘာအေးစေတီနဲ့မဟာပါတနဂူတို့ကိုတည်ဆောက်ခဲ့ပြီး1954ခုနှစ်ကနေ1956ခုနှစ်အထိကမ္ဘာဗုဒ္ဓဘာသာသာသနာတမိုင်းမှာအရေးပါတဲ့သတ္တသင်္ကာယနာတင်ပွဲတော်ကြီးကိုအောင်မြင်စွာကျင်းပနိုင်ခဲ့ပါတယ်။ဒါအပြင်ထူးချွန်တဲ့စာရေးဆရာပြဆက်ဆရာတူလည်းဖြစ်ပါတယ်။သူ့ရဲ့လက်ထက်မှာတိုင်းပြည်တည်ဆောက်ရေးစီးပွားရေးစီမံကိန်းတွေနဲ့ဒီမိုကရေစီစနစ်ကျင့်သုံးမှုကိုအားပေးခဲ့ပါတယ်။နိုင်ငံရေးအပြောင်းအလဲတွေကြောင့်ယာဒူးကနေထွက်ခွာခဲ့ပြီးနောက်နိုင်ငံရဲ့ခြားမှာဒီမိုကရေစီအတွက်ဆက်လက်ကြိုးပမ်းခဲ့ပါသေးတယ်။1980ပြည့်နှစ်မှာမြန်မာနိုင်ငံကိုပြန်လည်ရောက်ရှိလာခဲ့ပြီး1995ခုနှစ်ဖေဖော်ဝါရီလ14ရက်နေ့မှာရန်ကုန်မြို့မှာပဲကွယ်လွန်သွားခဲ့ပါတယ်။ခေါင်းဆောင်ကြီးဦးနုရဲ့ရိုးသားဖြောင့်မတ်မှုကိုဖော်ပြနေတဲ့သမိုင်းတွင်စကားကတော့ကျုပ်ဝန်ကြီးချုပ်ဘဝကထွက်တဲ့အခါကျုပ်စီမှာအရင်ဝန်ကြီးချုပ်မဖြစ်ခင်ကပါလာတဲ့ပစ္စည်းတွေထက်ငွေတစ်ချက်တစ်ပြားပိုပါသွားရင်ကျုပ်ကိုတခိုးလို့ဝိုင်းခေါ်ကြစမ်းပါဆိုတဲ့မိန့်ကြားချက်ပဲဖြစ်ပါတယ်မြန်မာတမိုင်းမှာဒီမိုကရေစီစနစ်ဘာသာသာသနာရဲ့ဖြောင့်မတ်တည်ကြည်မှုကိုပြသခဲ့တဲ့ဝန်ကြီးချုပ်ဦးနုရဲ့အကြောင်းကိုတင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ